ထင်တော့မလွဲလိုက်နဲ့အောင်စားသွားမြတ်မရောက်လာခဲ့ရင်မောင်အပေါ်မှာမညိုညင်ပါနဲ့တော့အကိုတို့စစ်သားဘဝဟာချစ်သူကိုလွမ်းဖို့ရာတခါတလေအချိန်တော့မပေးနိုင်ပါတော်တော်ကိုကြောကဖြတ်လို့တိုင်းကြီးတာဝန်ထမ်းလို့ကြောဖို့အိတ်ကိုလွယ်ကဒါတွေကိုတောင်းပြတာကအတိဆုံးပါမေရဲ့